ရဲ့ကွန်ဒိုတစ်ခုမှာရောက်နေဖြစ်ပါတယ်အဲ့ဒါတော့နောက်ဆုံးမှာပြောပြပေးပါမယ်နော်ကဲအခုတော့ဗီဒီယိုနဲ့တူတူလိုက်ကြည့်ပြပါအောင်ရှင်ဒီမှာဆိုလို့ရှိရင်တော့ master barrel 3ခန်းရှိပါမယ်ဒီမှာတစ်ခန်းဒီဘက်မှာတစ်ခန်းပြီးလို့ရှိရင်တော့ biggie ရဲ့အနောက်မှာတစ်ခန်းရှိပါတယ်ဒီခန်းတွေကပါလို့ရှိရင်အားသာကြတာအဲ့ဒီနေရာမှာတူပဲနဲ့ဒီမှာဆိုလို့ရှိရင်ကိုမွန်တိုင်းလည်းအကျယ်ကြီးရှိပါတယ်ပြီးလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဒီ space ကပုံမှန်ထပ်ကိုနှစ်ဆလောက်ကျယ်လို့ခံစားရတယ်ပြီးလို့ရှိရင်သူ့ရဲ့အဓိကစောက်ပေးထားတဲ့ပုံစံပေါ့နော်ဒီ light တွေရှင်းတကားတွေပါတဲ့အတွက်ဒီလိုကိုကဖွင့်ထားတဲ့ဘာသာဆိုလို့ရှိရင်ရှင်းမလို့ပေါ့နော်ဒီဆိုလို့ရှိရင်ချင်းကြိုက်ပါရမ်းကြောက်တယ်ဆိုအဲ့ဒီရှင်းတကားတွေပါတဲ့အိမ်ကိုပို့ပြီးတော့အဆင်ပြေရဲ့ခလေးငယ်တွေအတွက်လည်းအဆင်ပြေမယ်ပြီးလို့ရှိရင်ဒီလိုမျိုးလုံးဝဒါ natural lighting ရအောင်လို့တခြားလုပ်ပေးထားဖြစ်တဲ့အတွက်ပို့ပြီးတော့ဖိုက်ပါတယ်ဒါဆိုလို့ရှိရင်ခုနက master barrel နားမှာရှိရဲ့ balcony ကနေပြီးတော့မြင်တွေ့ရတဲ့ view လေးပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ဖေဒမုံဖျား view တွေမြင်ရမယ်လုံးဝပေါ့နော်တတိကွန်ဒိုတွေကိုလိုအများကြီးကိုလည်းမြင်ရတယ်ဒါမှမဟုတ် statement တွေပါတယ်လည်းရှိရမူလာတဲ့အကြောင်းတွေလည်းရှိရပေါ့နော်ဒီမှာဆိုလို့ရှိရင်ခလေးဒါနေရမိသားစုရဲ့သူဆိုလို့ရှိရင်အဆင်ပြေပါတယ်အားလေးလို့ဆိုလို့ရှိရင်တော့ kitchen ဖြစ်ပါတယ် kitchen ကတော့မှန်ဆွဲရတယ်မှာလည်းလုပ်ထားရပေါ့နော်ပြီးလို့ရှိရင်ဒီ kitchen ဆွဲရတယ်ကျဲတယ်ဆိုပြီးလို့ရှိရင်ဒီမှာပေါ့နော်အားတော့လုံးဝ luxury vibe ကိုရစေတယ်ဒီမှာဆိုလို့ရှိရင်ဘေးကနေဘာရတော့ကျဲတယ် cabinet တွေဆိုလို့ရှိရင်လည်းဒီမှာဒီကအပေါ်သားတွေဟုတ်ပေါ့နော်တိတိကျကျကိုတုံးထားတယ်ပြီးလို့ရှိရင်ဘေးနဲ့ကျဲတယ် kitchen ရဲ့ space ကလည်းကျဲတဲ့အတွက်မိသားစုများတဲ့လူတွေရောမများတဲ့သူရောအိမ်တော်ရှင်မရအောင်အကုန်လုံးကြိုက်ကြမှာသိကြပါတယ်ဒီမှာဆိုလို့ရှိရင်တော့မှန်တကားလေးကိုသုံးထားတယ်မှန်ကောက်သုံးထားတဲ့အတွက်ပို့ပြီးတော့luxury ဆန်တဲ့ vibe ကိုရတယ်မြင်ရတဲ့အတိုင်း luxury space တွေထားပေးလို့ရတယ်လို့ရှိရင်ဒီဘက်မှာလည်းမိတ်လို့ရှိမယ်မိတ်တော့ကြတော့ဒီတီးတက်ပေါ့နော် kitchen ရဲ့တစ်ဖက်ခြမ်းမှာရှိတဲ့အတွက်ပို့ပြီးတော့အဆင်ပြေတယ်တကားလည်းပါတဲ့အတွက်ကြောင့်ပို့ပြီးတော့ကောင်းပါတယ်မိတ်လို့ဆိုပေမဲ့အရင်ကျင်းနေတာမျိုးမရှိဘူးတော့အနေနဲ့သူအဆင်ပြေဒီဘက်မှာဆိုလို့ရှိရင်ကိုမွန်တိုင်းလေးနဲ့တခုရှိပါမယ်ရှင်တော့ဒီဘက်မှာကန်ထားတာဖြစ်တဲ့အတွက် make ပဲသုံးသုံးဒါမှမဟုတ်အပြင်ပဲသုံးသုံးအဆင်ပြေပါတယ်ဒါဆိုလို့ရှိရင်တော့ဒါ living room area ဖြစ်ပါတယ် living room ကလည်းတော်တော်ကျယ်နေပြီးတွေ့ရတဲ့အတိုင်းဒီဘက်မှာ sofa set တွေထားတယ်ဒီလိုနေရာလို့နေရာကြတော့ပေါ့နော်ဒါဖျားစင်အတွက်အဆင်ပြေနေရာတွေဖြစ်ပါတယ် living room area မှာရှိတဲ့ balcony လေးပဲဖြစ်ပါတယ်ဒါကတော့TV ဘာနဲ့ထားဖို့အတွက်ဒီလိုမျိုး space တွေလောက်ထားလို့ရတယ်ပေါ့နော်ဒီတော့အရှိတိတက်ပြီးတော့ထားလို့ရှိရင်တော့ဒီဘက်က living room space ကကျင်းသွားမှာမဟုတ်ပါဘူးဒါရည်ဆိုလို့ရှိရင်တော့ဒီအရှိဝင်ပေါက်ကပေါ့နော်ဒါကတော့တန်နဲ့လောက်ထားတာဖြစ်တဲ့အတွက်ပို့ပြီးတော့ frame ကပုံမှာရယ်ပို့ပြီးတော့လည်းလုံလုံစိတ်ချရတယ်ဒီမှာတကားလို့ဆိုလို့ရှိရင်ဒီလိုမျိုးကနေပေါ့နော်စိတ်တိချက်ချအောင်လုပ်ထားတယ်အဲ့ဒါဖြစ်တဲ့အတွက် security ဘက်မှာဆိုလို့ရှိရင်လည်း24 hour ရှိရအပြင်ဒီပေါ်မှာပါဒီလိုမျိုးတကားအောင်နှစ်ဆင့်ခံလုပ်ပြီးထားတဲ့အတွက်ပို့ပြီးအဆင်ပြေတာပေါ့နော်ဒါဆိုလို့ရှိရင် financial space ကိုဘာညာနည်းနည်းကြည့်ကြလုပ်ပြီးထားတဲ့အတွက် financial အရင်များတဲ့လူဆိုလို့ရှိရင်ပို့အဆင်ပြေတယ်လို့ရှိရင်ဒီကအကျယ်ကြီးရဆိုလို့ရှိရင်ပေါ့နော် square feet အဖြစ်2080ရှိပါတယ်ခါမှာဆိုလို့ရှိရင်ပေါ့နော် overroom ပါမယ် overroom မှာ3 bedroom က master bedroom ပြီးလို့ရှိရင် master bedroom ထဲမှာတစ်ခန်းအရာကိုကျဲတဲ့ balcony ကြီးပါပါတယ်ပြီးလို့ရှိရင် 4 bedroom ဆိုတဲ့နောက်ဆုံးအခန်းကြတော့ main room လေးပဲဖြစ်ပါတယ်ဒီနေ့စပေးခဲ့တဲ့ကွန်ဒိုလေးကလှိုင်မြို့နယ်ညနန္ဒာလမ်းမအနီးမှာရှိတဲ့ Grand ညကန်တာကွန်ဒိုဖြစ်ပါတယ်ရှင်ဒီ Grand ညကန်တာကွန်ဒိုဟာဆိုလို့ရှိရင် facility ဘိုင်းမှာဆိုလို့ရှိရင်sauna ရရှိမယ် swimming pool ရရှိမယ် gym ရရှိပါမယ်အဲ့အတွက်အရန်ကိုမှအဆင်ပြေပါတယ်ထားကွန်ဒိုရေလို့မဟုတ်ဘဲနဲ့အမျိုးပေါ့နော်ဒီ sauna လေးပါပါတဲ့အတွက်ပို့ပြီးတော့ထူကြရလို့တော့ဒီရမြင်ပါတယ်ပြီးလို့ရှိရင်ဒီထက်လေးရဆိုလို့ရှိရင်1 square feet ကို8သိန်းစီနဲ့ရောင်းပါပါဒီကွန်ဒိုလေးကိုဝယ်ဖို့စိတ်ဝင်စားရဆိုလို့ရှိရင်တော့ BU ရဲ့ TMD Real Estate Hotline နံပါတ်39946480 80 39946480 80ကိုဆက်သွယ်ပြီးတော့ပြင်ပြနိုင်ပါရှင် TMD Real Estate